ဖေဖော်ဝါရီ18ရက်မိနစ်9နာရီခွဲအချိန်မှာတော့ပလဲမြို့နယ်အတွင်းစီရဲချင်းတွေဟာအထူးတင်းမာသွားခဲ့ပါတယ်။ BNR တက်စခန်းတွေကိုရင်းမာပင်ခရိုင်တရင်တွေကဝိုင်းရန်ပိတ်ဆို့ထားစင်မှာပဲဖိတ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲဟာ9နာရီနီးပါးကြာမြင့်ခဲ့ပါတယ် ဒီဖြစ်စဉ်အတွင်းမှာနှစ်ဖက်စလုံးအပြန်အလှန်ဖိတ်ခတ်မှုတွေကြောင့်ထိခိုက်ကြဆုံးမှုတွေရှိခဲ့တဲ့ဆိုတဲ့စိတ်မကောင်းစရာသတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒါဟာညှိနှိုင်းမှုတွေအစင်မတီတော့တဲ့နောက်ပိုင်း မလွဲမသွေကြုံတွေ့လာရတဲ့မြေပြင်စီအေးအခြေအနေတစ်ခုဖြစ်ပါတယ်ဒီတိုက်ပွဲရဲ့နောက်ကွယ်မှာပုံမှုအရေးကြီးအချက်အလက်တစ်ခုကတော့ဘူနဂါရဲ့တက်တွင်းစီမံခန့်ခွဲမှုအခြေအနေပါပဲရဲမပင်ခရိုင်တာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရဘူနဂါဟာသူ့ဘေးနားကစိတ်မချရတဲ့ရဲဘော်တွေစီကနေလက်နက်တွေပြန်လဲဖြုတ်သိမ်းတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်သူ့လုံခြုံရေးအတွက်ခံတပ်ပင်စီမှုတွေလှုပ်ဆောင်နေတယ်လို့သူကိုယ်တိုင်ကတော့ပုံမလုံခြုံတဲ့နေရာတစ်ခုကိုရွှေ့ပြောင်းသွားပြီလို့သတင်းရရှိပါတယ်ကြံရစ်ခဲ့တဲ့ရဲဘော်အများစုကတော့အမျိုးသားညီညွတ်ရေးအစိုးရ MOD နဲ့ပူးပေါင်းဆောင်ရွက်မဲ့သဘောထားတွေရှိနေတာကိုတွေ့ရပါတယ်လက်ရှိအချိန်မှာတော့ဘူနဂါတပ်ဖွဲ့ရဲ့ခန်းစစ်ပင်ထိုင်အထိုင်းတပ်စခန်းကို NUG ခရိုင်တပ်ရင်းတွေကဝန်းရံပိတ်ဆို့ထားဆဲဖြစ်ပါတယ်အခြေအနေကတင်းမာနေဆဲဖြစ်ပေမဲ့ထပ်မံတွေးထွတ်တန်ယုံမထွတ်ပွားအောင်နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေလည်းပြုလုပ်နေပါတယ်ဒေတာတွင်တရင်ရင်းမြစ်တွေရတော့ BNR တပ်ဖွဲ့ဝန်တွေအနေနဲ့လက်နက်ချပူပေါင်းဖို့အလားအလာများနေပြီးအခြေအနေကအချိန်မီပြောင်းလဲသွားနိုင်ပါတယ်ဒါဟာတော်လန်ရေးကာလအတွင်းစီလုံးညီညွတ်မှုပြန်လဲတိဆောက်နိုင်မလားဆိုတာကိုအဆုံးဖြတ်ပေးမယ့်အရေးကြီးတဲ့အချိန်ကာလတစ်ခုဖြစ်နေပါတယ် This is the voice of truth. Facts. Knowledge. Truth.